ဖျားခင်ရဲ့ကျေးဇူးတော်ကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ကျေးဇူးတော်ကြောင့်2026ခုနှစ်ဇူလိုင်လ30ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားခင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စဉ်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖထာဝရဘုရားကျေးဇူးတင်ပါတယ်နှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနည်းနည်းသောတမန်တရားကိုကိုရောယူဆောင်ဖော်ပြပါဦးကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါတယ်ဖျားအာမင်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါတယ်အဲ့ဒီခေါင်းစဉ်ကတော့လူဤနှုတ်ခမ်းသို့မဟုတ်ရှာကိုပေးထားသောဖျားခင်ရဲ့အကြံစီတော်အဲ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကဘုရားသခင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းကလေးကကျွန်တော်တို့မျက်စိနှာခေါင်းပါးစပ်နှရွက်ရှာနှာခမ်းစသဖြင့်လူမှာကိုယ်ခန္ဓာစိတ်ပိုင်းတွေကိုဘုရားကတိတ်ချထည့်ပေးထားတယ်ပြီးတော့စနစ်လည်းအလွန်ကျတယ်အဲ့ဒီမှာရှာဟာအလွန်တော့ထူးခြားတဲ့ကိုယ်ခန္ဓာစိတ်ပိုင်းတစ်ခုဖြစ်တယ်ဒီရှာဟာလူတယောက်ကိုသိစေနိုင်တယ်လို့လူတယောက်ကိုဝမ်းမြောက်အောင်လည်းပြောနိုင်တာဖြစ်တယ်။တောင်ကိုယ်ခန္ဓာစိတ်ပိုင်းတစ်ခုချင်းစီတိုင်းဟာအတိတ်ပဲရှိတယ်တန်ဖိုးရှိတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီယာကုပ်ခန်းကြီး3အငယ်1ကနေ9မှာဒီလိုရေးထားပါတယ်။ကျွန်တော်တို့ကမှားတတ်တယ်ဒါပေမဲ့စကားအဖြစ်မှားခြင်းမရှိတဲ့သူကစုံနေတယ်လို့သခင်ယေရှုခရစ်တော်ရဲ့ညီတော်ရှင်ယာကုပ်ကြီးကဖော်ပြပါတယ်။မြင်းကိုဇက်ကျိုးကနိုင်တယ်လို့အလွန်ကြီးတဲ့တက်မသင်္ဘောတက်မကနိုင်တယ်လို့ကျွန်တော်ရဲ့လူကိုခန္ဓာကိုလည်းရှားနိုင်တတ်တယ်ဒါကြောင့်ရှားကိုသတိထားပါလို့ရှင်ယာကုပ်ကပြောတယ်ကျွန်တော်ရဲ့နှုတ်ကိုချုံမြိန်ဖို့ကျွန်တော်ရဲ့နှုတ်ကယဉ်ကျေးဖို့ချီးမွမ်းတတ်ဖို့ကောင်းသောຢာတွေပြောတတ်ဖို့ကျွန်တော်ကနှလုံးသားမှာတမန်တရားရှိမှဒါတွေထွက်လာလေဆိုတော့တွေ့ရပါတယ်ဒါကြောင့်ဒီရှားကိုဘုရားကြီးပေးထားတဲ့အကြံစီနဲ့ပတ်သက်ပြီးအဲ့ဒီခေါင်းစဉ်အောက်မှာအချက်9ချက်ကျွန်တော်နားထောင်မှာဖြစ်ပါတယ်အဲ့မှာအခုကျွန်တော်နံပါတ်2ကိုရောက်ပြီးဖြစ်တယ်နံပါတ်1ပထမချက်ကတော့ဘုရားကြီးကဘာလို့ရှာပေးသလဲဆိုတော့ဘုရားကြီးနဲ့သက်ဆိုင်တဲ့အရာတွေကိုသက်သေခံဖို့ကျွန်တော်တို့နှုတ်ရှာကိုပေးထားတာဖြစ်တယ်89ခုမြောက်သောစာလံပိုက်ငယ်1ကိုဖတ်ရင်ကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါကြောင့်အများကြီးရှင်းပြခဲ့ပြီဖြစ်ပါတယ်ဒီနံပါတ်2ကတော့ချီးမွမ်းဖို့တခြင်းဆိုဖို့ကျွန်တော်ရဲ့နှုတ်တွေကျွန်တော်ရှာတွေကိုပေးထားတာဖြစ်တယ်63ခုမြောက်သောစာလံပိုက်ငယ်9ကိုဖတ်ရင်တွေ့ရမယ်40ခုမြောက်သောစာလံပိုက်ငယ်3ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်အော်ဒီ63ခုမြောက်သောစာလံပိုက်ငယ်9မှာနော်စာလံဆရာပြောတယ်အိယာပေါ်မှာဘုရားသခင်ကိုကျွန်တော်အောင်းမိတယ်နော်ကိုရောအကြောင်းကိုစဉ်းစားတဲ့အခါကိုရောကိုချီးမွမ်းတဲ့အခါစီဥကိုနော်စားရတဲ့ကဲ့သို့စူသောအသားကိုစားရတဲ့ကဲ့သို့ကျွန်တော်ရဲ့ဝိညာဉ်ဟာဝပြီးရှင်လန်းပြီးကျွန်တော်ရဲ့နှာခမ်းတွေကျွန်တော်နှုတ်တွေကဘုရားကိုချီးမွမ်းပါတယ်ကျွန်တော်ချီးမွမ်းရင်းနဲ့စီဥစားရတယ်လို့ခံစားရတယ်တဲ့အောင်စရာတော့ကောင်းတယ်အဲ့တော့ဘုရားသခင်ကိုချီးမွမ်းတဲ့နှုတ်ကသူ့ကိုယ်ခန္ဓာထဲမှာဟိုကကောင်းကြီးနဲ့အောင်ဝေရာတွေဖြစ်နေတယ်ဆိုတာကိုဆာလံဆရာဖော်ပြတယ်ပြီးတော့ထပ်ပြီး40ခုမြောက်သောဆာလံပိုက်ငယ်3မှာလဲဘုရားသခင်ကိုသခြင်းအသစ်နဲ့ချီးမွမ်းဖို့နော်ဒီချီးမွမ်းခြင်းကြောင့်ထာဝရဘုရားကိုလူတွေကကြောက်ပြီးကိုးစားလာမှာဆိုတဲ့အကြောင်းကိုလေ40ခုမြောက်သောဆာလံပိုက်ငယ်3မှာထပ်ဖော်ပြတယ်ဟောဒီရောက်ကြည့်ချင်ဖြင့်ကျွန်တော်တို့နှုတ်ကိုဘုရားသခင်ကပေးတာချီးမွမ်းဖို့သခြင်းဆိုဖို့ဖြစ်ပါတယ်သခြင်းဆိုတာနဲ့ချီးမွမ်းတာတော့မှနည်းနည်းလေးတော့ကွာခြားမှုတော့ရှိတယ်။သခြင်းဆိုရဲဆိုတာစူတက်လို့လေဆိုတာဖြစ်နိုင်တယ်။အတန်ကောင်းလို့ဆိုတာဖြစ်နိုင်တယ်။အတန်မှာဘုရားသခင်ကထူးခြားတဲ့စုကျေးဇူးစွမ်းရည်တွေပေးထားလို့ဆိုတာလည်းဖြစ်နိုင်တယ်။ခြင်းဆိုတာလည်းသိကောင်းတယ်။ချို့တွေဆိုရင်ခြင်းဆိုလိုက်တာနဲ့နားထောင်လို့သိကောင်းတာပဲ။ဒါပေမဲ့ခြင်းဆိုတာကောင်းတယ်လို့ချီးမွမ်းတာကြတော့မကီမမအတန်တဲ့မတဲ့နော်ဖယားကြီးကိုနှလုံးသားနဲ့ချီးမွမ်းတာအဲ့ဒါကြောင့်သူတို့ကချီးမွမ်းတာမကီမမီချီးမွမ်းတာလည်းရှိတယ်ဒါပေမဲ့ကီတော့မမှန်ဘူးရေဒါပေမဲ့ချီးမွမ်းကြလိုက်တာဆိုပြီးတော့ဆိုပြီးချီးမွမ်းတာဟာဖယားကြီးနဲ့တက်ပါတယ်ဟောသရှင်ဆိုတက်တဲ့သူကတော့ကီတဲ့မယ်ကီမှန်မယ်မှန်တယ်ဒါပေမဲ့ချီးမွမ်းတဲ့သူကြတော့သူကီမှန်တာလည်းရှိမယ်မမှန်တာလည်းရှိမယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားနဲ့ချီးမွမ်းတဲ့အတန်ကိုဘုရားကြည့်ပြီးကောင်းချီးပြီးတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီချီးမွမ်းခြင်းကိုဘုရားသခင်ကနှစ်သက်တယ်ဆိုတော့တွေ့ရတယ်။ချင်းဆိုခြင်းသိကောင်းတယ်။ဒါပေမဲ့ဘာမှအတန်မတည့်ပေမဲ့လေချီးမွမ်းနေခြင်းလည်းကောင်းတယ်။အတန်တည့်ပြီးချီးမွမ်းတာလည်းကောင်းတယ်။ဘယ်လိုပဲဖြစ်ဖြစ်အဓိကချီးမွမ်းတတ်တဲ့အသက်တာရှိဖို့လိုတယ်။
ဒါကိုဆာလန်ဆရာလည်းအထူးမိမောင်းထိုးပြီးပေါ်ပြတော့ကျန်တဲ့နေမှာချီးမွမ်းတတ်တယ်ချီးမွမ်းကြတယ်အဖြစ်ပြသုံးခုလေးကျွန်တော်ပြောချင်တယ်ကဲနံပါတ်1 ချက်ကပေါ်လူသီလချီးမွမ်းခြင်းဒါတမန်တော်ဘုရားခန်းကြီး16အငယ်25ကနေ28ထိဖိုင်ကျွန်တော်တွေ့ရမှာနော်ပေါ်လူသီလဆိုကျွန်တော်အားလုံးသိတယ်ထောင်ထဲမှာကြာနေတယ်သူတို့တကူလုံးကိုချုပ်ထားတယ်ရိုက်နှက်ထားတယ်သူတို့ကလုံးမှလွတ်တာဘာအပေါက်မှမရှိဘူးပါဇက်တစ်ပေါက်ပဲရှိတယ်ဒါကြောင့်မှသူတို့ကီးမှန်လားမမှန်လားလည်းမရေးထားဘူးမသိဘူးမပေါ်ပြထားဘူးဒါပေမဲ့သူတို့ကီးမှန်လားမမှန်လားတော့ကျွန်တော်မသိပေမဲ့သူတို့ချီးမွမ်းခြင်းကြောင့်ဒီထောင်တကားကြီးပွင့်ထွက်ပြီးလူများစွာလွတ်မြောက်ခြင်းရတယ်ဒါပေမဲ့ထောင်တကားပွင့်ထွက်တိုင်းလည်းပေါ်လူသီလထွက်မပြေးပါဘူးသူတို့ရှိနေတယ်သူတို့နားမှာရှိတဲ့သူတွေလည်းထွက်မပြေးပါဘူးဟောဒီရောက်ကြည့်ရမြင်ချီးမွမ်းခြင်းဟာအောင်းစရာလွှမ်းမိုးခြင်းတွေပါနေတယ်ဆိုတော့တွေ့ရတယ်လွှမ်းမိုးနိုင်တယ်ပေါ်လူသီလချီးမွမ်းလို့ထောင်ကပွင့်ထွက်တော့ခြားထောင်သားတွေကထွက်ပြေးလာမပြေးဘူးပေါ်လူသီလစကားနားထောင်ပြီးအကုန်လုံးငြိမ်နေတော့ချီးမွမ်းခြင်းမှာလွှမ်းမိုးခြင်းတွေ influence ဖြစ်လာတယ်ဖျားသခင်ကလွှမ်းမိုးခွင့်ပေးတယ်ဆိုတော့တွေ့ရတယ်ဟောဒီနေ့သိရဲ့အသက်တာသိမိသားစုမှာများများချီးမွမ်းမငြီးပဲချီးမွမ်းရင်ဟုတ်တယ်သင်ပြောတဲ့စကားကိုဘုရားသခင်ကအကောင့်ထဲပေါ်ပေးပြီးသူများနားထောင်အောင်ဘုရားလုပ်ပေးမှာအဲ့ဒီမှာထောင်မှုကလည်းကြောက်လန့်ပြီးတော့သူ့ကိုယ်သူတော်တက်သေးဖို့စဉ်းစားတယ်ပေါ့ထောင်သားတွေထွက်ပြေးရင်သူဆုံးရှုံးပြီးပြစ်ဒဏ်တက်ရောက်မှာဆိုတော့ပေါ်လူသီလပြောတာမတတ်နဲ့တဲ့မင်းကိုမင်းမတီးပါနဲ့ဒါကိုပြန်သိမ်းတဲ့ထောင်မှုကလည်းပေါ်လူသီလစကားနားထောင်ပြီးနောက်ဆုံးယေရှုကိုကယ်တင်ရှင်ဖြစ်ယုံပြီးဗတ္တိဇာပါခံယူတယ်အဲ့ဒီအောင်ကြည့်ကြမယ်အားလုံးရဲ့အခြေခံဘာကနေဖြစ်လဲချီးမွမ်းခြင်းကနေဖြစ်သွားတာဒါတော့ပေါ်လူသီလချီးမွမ်းတာတော့ဘုရားကိုချစ်လို့သူတို့ချီးမွမ်းတာဒီထောင်တကားပွင့်ထွက်ဖို့ချီးမွမ်းတာမဟုတ်ဘူးဒီထောင်မှုပြောင်းလဲသွားဖို့ချီးမွမ်းတာလည်းမဟုတ်ဘူးသူတို့ကဘုရားကိုချစ်လို့ချီးမွမ်းရင်းနဲ့ထောင်တကားပွင့်ထွက်လာတယ်ထောင်မှုပြောင်းလဲသွားတယ်လူတွေလွတ်မြောက်ခြင်းရတယ်အဲ့ဒါချီးမွမ်းခြင်းကြောင့်ဖြစ်သွားတာအဲဒီနေ့ကျွန်တော်သက်တာမှာလေဟိုအဒီယာရဖို့ချီးမွမ်းတာထက်ဘုရားကိုချစ်လို့ချီးမွမ်းရင်းနဲ့အခြားအရာတွေကသူ့အတူရအောင်ဘုရားကပြင်ဆင်မယ်ဆိုတာကိုပေါ်လူသီလအသက်တာအဖြစ်နံပါတ်1အားပေးခြင်းကဲနံပါတ်2ဒုတိယချက်ကတော့600ခန်းကြီး20တခန်းလုံးဖိုင်ကျွန်တော်တွေ့ရမယ်ရှင်ဘုရင်ယောရှဖတ်နဲ့ယုဒလူမျိုးတွေရဲ့ချီးမွမ်းခြင်းအဲ့မှာမောဘမျိုးအာမုံမျိုးအေဒုံမျိုးလူမျိုး3မျိုးကယောရှဖတ်တို့လာတိုက်တာယုဒလူမျိုးတွေ3ယောက်တယောက်ချရင်တော့သေမှာပေါ့တယောက်သမားအဲ့ဒီမှာယောရှဖတ်လည်းတကယ်တော့ကြောက်နေတယ်ဒီဘုရင်ကဒါပေမဲ့ तू ကကြောက်ပြီးမယ်ဖះကိုချီးမွမ်းခြင်းစိတ်ရှိတယ်အဲ့ချီးမွမ်းခြင်းကသူ့ရဲရင်ခြင်းတွေဖြစ်လာစေဟိုမှာလာတိုက်တဲ့သူတွေအားလုံးသူတို့ကမတ်တရက်ပြီးချီးမွမ်းခြင်းဆိုတဲ့အခါအဲ့လူတွေအားလုံးစိရတောင်သားတွေကဖြတ်တိုက်ပြီးသူတို့ချင်းချင်းချပြီးသေတယ်တဲ့အဲ့ဒီရန်သူတွေရဲ့ဥစ္စာကို3ရက်တောင်ပြန်ယူရတယ်ကဲလောက်အောင်စရာကောင်းအဲ့ဒါချီးမွမ်းခြင်းအပြင်ဖြစ်တဲ့အရာတွေပဲဟောဒီနေ့ကျွန်တော်တို့သက်တာမှာလာနေတဲ့ပြဿနာတွေကိုကျွန်တော်တို့ကချီးမွမ်းဖះနာမနဲ့နှုတ်ကပတ်တော်ဝန်ခံပြီးဖះကေဖယ်ရှားပေးမယ်ယုံကြည်ခြင်းနဲ့သာချီးမွမ်းလာတဲ့ပြဿနာတွေပြောင်းပြန်လာပြီးကောင်းကြီးပြန်ဖြစ်အောင်ဖះရှင်လုပ်နိုင်တယ်ဆိုတော့တွေ့ရတယ်။ကဲတော့တတိယချက်ချီးမွမ်းတာဒါတော့ကျွန်တော်အားလုံးသိတယ်ဒါဝိတ်ပဲဒါဝိတ်နဲ့ပတ်သက်ပြီး100ခန်းကြီး16ဖတ်ကြည့်သူဘယ်တော့ချီးမွမ်းလဲဆိုဘုရားသခင်ကပရောဖက်ရှမွေလကို116မှာဒါဝိတ်မိသားစုရှိသွားခိုင်းတယ်ယေရှဲရဲ့သားတွေရှိသွားတယ်ဗိသိက်တယ်ယေရှဲမှာသား8ယောက်ရှိတယ်ရှမွေလဟောယေရှုရောက်ထင်တာဟာတာအကြီးတွေအားလုံးကဒါဖျားကြီးရွေးချယ်တဲ့ဘယင်တွေလို့ထင်တာ9ယောက်ထိဘိသိက်တာမဟုတ်ဘူးတဲ့အဲ့တော့ဖျားကြီးရှမွေလကိုပြောရမင်းယေရှုကိုမေးတယ်သူမှသားတစ်ယောက်ရှိသေးတယ်အဲ့ကြမှာယေရှုရတော့မှသူသားဒါဝိဒ်ကိုမေးနေတာဖျားကြီးမမေးဘူးအဲ့မှာတောထဲမှာသူသုံးချောင်းနေတော့ကောဒါဝိဒ်ကိုဒူးထောက်ခိုင်းပြီးတော့စီလောင်းပြီးဘိသိက်တဲ့အခါဖျားကြီးကပြောတယ်ဟုတ်တယ်သူပဲတဲ့ဟောဒီယောက်ကြည့်ချင်အဖြစ်ဒါဝိဒ်ကိုရီးယားမြို့ထဲမှာနေတာဒါပေမဲ့ချီးမွမ်းခြင်းမရှိတော့ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းမရအောင်ဒါဝိဒ်ကတောထဲမှာနေတာချီးမွမ်းခြင်းရှိတော့ဘုရားချီးမြှောက်ခြင်းနဲ့ဘယင်တော်ဖြစ်တယ်။ဟောဒီနေ့သင်တောမှာနေလားမြို့မှာနေလားတိုက်မှာနေမှာလားတဲမှာနေလားဗမာနေလဲအရေးမကြီးမိတ်ဆွေရှိတဲ့နေရာမှာချီးမွမ်းချီးမြှောက်ခြင်းနဲ့အံ့ဩဖွယ်ပြုခြင်းကိုဘုရားရှင်ကပြုမယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒါဝိဒ်ကို100ခန်းကြီး16မှာပြိသိတယ်100ခန်းကြီး19မှာသူဂေါလိယက်ကိုနိုင်တယ်ချီးမွမ်းတဲ့သူပေါ်မှာဖျားသခင်ရဲ့ဗိသိက်ခြင်းနဲ့အံ့ဩဖွယ်နိုင်အောင်လုပ်ပေးခြင်းတော့သူပါလာပြီးသားဖြစ်တယ်။အောင်မြင်ခြင်းတော့သူပါလာတယ်ဗျ။ကျွန်တော်ဒီနေ့လူတွေတော်များအောင်မြင်ခြင်းကိုရှာရင်းနဲ့အောင်မြင်ခြင်းရှာရင်းနဲ့လူကကြရုံနေတာ။ဒါကြောင့်အောင်မြင်ခြင်းဆိုတာရှာစရာမလိုပါဘူးမိတ်ဆွေ။အောင်မြင်ခြင်းပေးနိုင်တဲ့ဖျားဟူသာချီးမွမ်းထိုဖျားစကားနားထောင်ပြီးအမြဲသွားလာအောင်မြင်ခြင်းကတဲ့နောက်ကိုလိုက်လာမှာဖြစ်တယ်။
ဒါကြောင့်ဒါဝိဒ်ကရှိရာရမှာချီးမွမ်းတဲ့အခါမှာဘုရားသခင်ပြုတဲ့အံ့ဩဖွယ်ကောင်းကြီးတွေနဲ့ချီးမြှောက်ခြင်းခံရတယ်။တောင်ပေါလုသီလကဲ့သို့ယောရှဖတ်ကဲ့သို့ဒါဝိဒ်တို့ကဲ့သို့ရှိရာရမှာချီးမွမ်းပါ။တင့်နှုတ်နဲ့ရှာကိုဘုရားကချီးမွမ်းဖို့ပေးထားတဲ့ကြောင့်များများချီးမွမ်းသိရှိလာတဲ့ပြဿနာတွေကပြောင်းပြန်လှမ်းပြီးကောင်းကြီးတွေဖြစ်လာလိမ့်မယ်။အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်တောက်ချာနေ့မြန်မာစံတော်ချိန်ညနေ4 နာရီခွဲနက်ဖြန်ညနေ4 နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာတွေ့ဖြစ်ပါတယ်နက်ဖြန်ကျွန်တော်နံပါတ်3ချက်ကိုကျွန်တော်ဆက်ပြီးဆင်ခြင်မှာဖြစ်ပါတယ်ဒီနေ့ညနေပိုင်းတချို့စီစဉ်တွေမှာကျွန်တော်တရားဟောရမှာဖြစ်တဲ့ကြောင့်အနေငယ် live ကြိုလွှင့်ခြင်းအတွက်နားလည်ပြီးဖို့မြတ်တဲ့ရခံလို့အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝင်နော်သုံးပါးသူဖျားထံတော်ဘာမှကောင်းချီးဖျက်ပြသည်ကြည့်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တော်၎င်းယနေ့မိုးနေ့ရှင်များမင်္ဂလာနှင့်ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝင်စားသွားတဲ့အဖွားတော်လှသိန်းအသက်90ဘုန်းတော်ဝင်စားပြီမဲ့ချက်ရှိတဲ့သားမြေးမြင့်များကိုဖျက်ရှင်တာဝန်ယူခြင်းနဲ့တကွမိုးသီးထန်စွာရွာသုံးမှုကြောင့်တချို့နေရာတွေမှာရေကြီးရေရှမ်းနေတဲ့နေရာတွေမှာရေရော့ချခြင်းစားစရာလိုတဲ့သူစားစရာပေးခြင်းအိုးအိမ်လိုတဲ့သူအိုးအိမ်ပေးခြင်းငိုကြွေးနေတဲ့သူမျက်ရည်တုပ်ပေးခြင်းဒုက္ခမျိုးမျိုးကလွတ်မြောက်ခြင်းမြန်မာပြည်မှာမိုးရာသီဖြစ်လို့မိုးရွာခြင်းကိုကျွန်တော်ဝမ်းမြောက်ပါ၏သို့တော်ညာလေရေမကြီးတဲ့မိုးမျိုးပြင်းထန်စွာရွာသွန်းတဲ့မိုးမျိုးမဟုတ်ပဲနဲ့တင့်တဲ့မိုးမျိုးနဲ့ကွာဘေးဥပတ်တွေကင်းဝေးပြီးတော့ဖျားခင်ပေးတဲ့ရာသီဥတုပေါ်မှာလုံခြုံကွယ်ကာခြင်းနဲ့ဘေးဥပတ်ကင်းဝေးခြင်းတို့သည်ကျွန်တော်မြန်မာနိုင်ငံတော်ကြီးနဲ့တကွာကမ္ဘာကြီးနဲ့အားလုံးပေါ်သို့၎င်းကြည့်ရှုတဲ့ online ပရိသတ်သီးသီးပေါ်သို့၎င်းယနေ့မှစပြီးကာလအစဉ်မြန်ကောင်းကြီးဖျားဖျားတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေနှိမ့်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့